သူ့ English ကပေါ့နော်ပြောမယ်ဆိုတော့တော်တော်အားနေနေတာတွေ့ရတယ်သိပြောနိုင်မဆိုနိုင်ပေါ့လေအဲ့လိုဖြစ်တယ်အရေးအဖတ်မှာလည်းအားနေတာရှိတယ်အကုန်လုံးတော့ပတ်စုံမှာအားနေမှုရှိတော့ online အဖြစ်တော့သူ့ကိုတော့အဲ့လောက်ကြီးတော့သတိထားပြီးတော့မပါဘူးပေါ့နော်ညီမချင်းတော်မှတမိအကြီးကသူ့ကိုပြန်ပြီးလေးစားရတယ်သူကတော်နေတာလေသူခက်ခဲရှိနေတဲ့အခါလေးတွေကြတော့အပေးရတာပေါ့ဆဆလာကြတဲ့ဟိုကစာကြမိုးဆိုတာတော့သိတယ်ညီမနာမည်ကတော့စုပြပြစောဖြစ်ပါတယ်concept site မှာ IGCSE online တက်ရောက်ပြီးတော့အခုဆိုလို့ရှိရင် A level ကိုcampus တက်ရောက်နေပါတယ်စုပြပြစောဂျွန်လာ2022ခုနှစ်ပေါ့ international school စားတဲ့အချိန်မှာတွေ့တာပေါ့သူ့ရဲ့အသက်အရွယ်ကသူအတန်းနဲ့ပြီးလို့မရဘူးဖြစ်နေတယ်။သူရတဲ့အတန်း IG လောက်ကနေစာမှာမှန်တကယ်။တကယ်ကညီမအနေကနေလာတာပေါ့နော်။အဲ့တော့ concept မှာမတက်ရောက်ခင်တော့ကဒါခိုင်းအကြောင်းသူတွေအတိုင်းပဲဒီ government school မှာပဲတက်ရောက်နေတာပေါ့နော်အဲ့တော့တည့်ရဲ့အတိုင်းပဲ COVID-19 တွေဘာဖြစ်တော့အကြောင်းတွေအကုန်လုံးကလည်းပိတ်လိုက်တယ်အဲ့တော့ကိုကလည်းဘာဆက်လုပ်လို့လုပ်ရမယ်မသိတော့ဘူးပေါ့နော်တနေ့ကျတော့အဲ့ဘေးမှာရှိရဲ့အတော်ပေါ့နော်သူကလည်းတကယ်ရန်ကုန်မှာနေရအမေနဲ့ခုနကအတော်နဲ့ကလည်းဒီအတိရေဆိုတော့ချိတ်ဆက်မိပြီးတော့တမီးကို concept ကိုတက်ပါလားဆိုပြီးတော့လာပြောတယ်ပေါ့နော်အဲ့ဒီတုန်းကအသက်က15နှစ်လောက်ပဲရှိတယ် IGCSE ဆိုတာဘာလဲတော့မသိဘူးပေါ့နော်ဒီ secondary ကလည်းဘာမှမသိဘူးဒါပေမဲ့သိရတဲ့ကူကအော်ဒါ international education ပါလားဆိုပြီးတော့တက်ရောက်ဖြစ်ခဲ့ပေါ့နော်ပထမဆုံးကိုယ်စိတ်ကိုစပြောင်းလာတော့သူနဲ့တည်တာပေါ့နော်အဲ့ဒီမှာဒါပေမဲ့ online အဖြစ်တော့သူ့ကိုတော့အဲ့လောက်ကြီးတော့သတိထားပြီးတော့မပါဘူးပေါ့နော်သူကစာတွေပါလည်းမေးတယ်ပေါ့ဒါပေမဲ့နည်းနည်းတော့အဲ့လို introvert ဆန်လာလည်းပါတယ်ကိုနဲ့လည်းသိမရှင်းသေးတော့သူ့ကိုတော့အဲ့လောက်ကြီးသတိထားပြီးတာတော့မဟုတ်သူကစာရီဖတ်တာငယ်လေးကစာတော်ဖတ်တယ်စာဖတ်တဲ့အတွက်မိဘကနေပြီးတော့သူ့ကိုတွန်တင်ဆုံးမရတယ်ဆိုတာတိတ်တော့မရှိခဲ့ဘူးသူ့ရဲ့အသိဉာဏ်နဲ့သူစာဖတ်တဲ့အတွက်သူကအသိဉာဏ်နဲ့ရခဲ့တယ်အဓိကအပြင်အဖေနဲ့အမေပေါ့နော်financially လည်း support လုပ်တယ်ပြီးတော့ emotionally လည်း support လုပ်ပေးတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်အဖေဆိုလို့ရှိရင်လည်းonline တက်ပြီဆို IG ဆို online တက်ရတော့စာမွေးဖြည့်ပြီဆိုရင် online နဲ့ပဲဖြည့်ရတယ်အဲ့တော့ဟိုမှာမီးတွေပါပြစ်ပြီဆိုရင်line ကြသွားတော့ပါဆိုအရင်စိတ်ပူရတာပေါ့နော်အဲ့တော့သူကဘယ်လို line မကြအောင်လုပ်ပေးရမလဲအမြင်မီးလာအောင်ဘယ်လိုလုပ်ပေးရမလဲအမြင်အဲ့လိုမျိုးတွေကိုယ့်အတွက်ပေါ့နော်လုပ်ပေးရမျိုးရှိရဲအမေဆိုလို့ရှိရင်လည်းအမြင်ကိုကစာမွေးမဖြည့်နိုင်ဘူးဆိုတော့မှငါသမီးလေးဒီရောက်တော့လောက်တာပါညာပေါ့နော်အဲ့လိုမျိုး support လုပ်ပေးရဲအားပေးရဲပေါ့နော်သူများရဲ့လိုမျိုးနင်ဒါတော့မလုပ်နိုင်ဘူးလားပါညာအဲ့လိုမျိုးအမြင်တစ်ခါမှမပြောဘူးပေါ့နော်စာမမဖြေဘူးနိုင်ဘူးလို့သူ့ကိုပြောရင်တော့မှဘယ်တန်းပေးရမလဲစဉ်းစားဆုံးဖြတ်ရင်တော့အဲ့ဒါဆိုရင် secondary 1ပေးလိုက်မယ်ပေါ့လေဒါဆက်ပြီးတော့အောက်လဲချလို့မရတော့မသိတော့ဘူးပေါ့နော် P5 P6 ဆိုရင်သူအဲ့တော့ကျွန်တော် S1 မှာစပြီးတော့သူထားလိုက် placement တက်ဖြေတော့အရင်ဆုံး IGCSE အတန်းကိုမှီရဲပေါ့နော်အသက်အနေထားရပါတော့ဒီပညာရေးချင်းနေရတော့မှတ်မိခဲ့ဘူးစဝင်ချင်းမှာIGCSE ရဲ့ paper ကိုအရင်စဖြေရတယ်ပေါ့နော်အမှခက်တာလည်းမြင်ပြီးတော့လက်ဖြစ်ပြီးတော့မဖြေတော့ဘူးဆိုပြီးတော့အမှ secondary ကိုပဲပြန်ပြီးတော့ join မယ်ဆိုပြီး secondary ရဲ့ placement တက်ကိုဖြေခဲ့တယ်အဲ့မှာလဲကိုရတဲ့လောက်ပဲဖြေရဲပေါ့နော်အဓိကတော့ဒီတင်ချာတော့ရတယ်ပေါ့နော်အစားရနည်းနည်းအခြေခံနဲ့ကောင်းတယ်ဒါပေမဲ့အဓိကအင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာကတော့ရတဲ့အထဲမှာတော့ပါတယ်ဒီကျောင်းမှာဆိုရင်ပေါ့ဒါပေမဲ့ဒီ international ဘက်မှာဆိုရင်ကိုယ့်ရဲ့အဆင့်ကA2 level လောက်ပဲရှိရပေါ့နော်ဆရာတွေအားလုံးကဒါကိုသတိထားမိတယ်ဆိုတာစာမှာလည်းပြောချင်တာတော့စာမစူးစမ်းတာမဟုတ်စာမှာသူကအားနေနေတာပေါ့နော်အဓိကတော့အင်္ဂလိပ်စာမှာဖြစ်တယ်နောက်တစ်ခုကျတော့သူက computer science ပေါ့နော်ဒီ CS နဲ့ပတ်သက်တာသင်တဲ့ဟာရှိတယ်အဲ့ဒီမှာလည်းတွေ့ရတာပေါ့နော်ကျွန်တော်စောင့်ကြည့်တာပေါ့လေအဆင်ပြေပါမလားပေါ့နော်အဲ့တော့က secondary 1ဆိုပေမဲ့လည်းအင်္ဂလိပ်ကိုသင်တာပေါ့နော်ဆရာကြီးအကုန်လုံးကအဲ့တော့စဖြစ်တော့သူတို့တင်တာတွေကိုနားမလဲခဲ့ဘူးပေါ့နော်ဘာပြောလို့ပြောနေမှန်းလည်းမသိဘူးအဲ့တော့အင်္ဂလိပ်စာကိုယ့်ကိုကောင်းတယ်လို့ထင်တာဒါပေမဲ့အဲ့ဒီလေရောက်တော့ငါသိရဘာမှမဟုတ်ပါဘူးဆိုတော့အတွေးစပြီးတော့ဝင်လာရေပေါ့နော်အမှတငယ်ချင်းတွေကလည်းကိုယ့်ထက်အကုန်လေသူတို့ကအင်္ဂလိပ်လိုတွေပြောပြီးတော့စကားပြောတဲ့အချိန်မှာကိုကနားတော့လေဒါပေမဲ့သူတို့ပြောတဲ့ဟာကိုပြန်ပြီးတော့မပြောတတ်ဘူးအဲ့လိုမျိုးစပြီးတော့အခက်ခဲရအရင်တွေ့ရပေါ့နော်စပြီးတော့ဖြေတော့အဲ့မှာ robotics to computing ဆိုရဲဒီ subject တွေ government school မှာမသင်ရဘူးအဲ့တော့မသင်ရတော့ကိုယ့်အတွက်ကဒါစပြီးတော့သင်ရတဲ့အခိုက်တန်ပေါ့နော်ပြီးတော့ laptop ကလည်းခုမှစသုံးပြီးပူတာဆိုတော့အရန်ကိုခက်ခဲခဲ့ရပေါ့နော်အဲ့ဒီအချိန်တွေကတကယ်ကိုစိတ်ညစ်ပြီးတော့ပေါ့နော်ကျောင်းတော်ဆက်ပြီးတော့မတက်ချင်တော့လားအောင်လို့အဲ့လိုမျိုးဖြစ်တယ်အစိုးရကျောင်းကနေပြီးတော့ဒီကျောင်းကိုပြောင်းလိုက်တဲ့အခါကျတော့အပြောင်းလဲလေးဖြစ်တော့ကလေးကနည်းနည်းတော့မလိုက်နိုင်ဘူးပေါ့အဲ့လိုဆရာတော်နဲ့တလားတစ်ခါမီတင်တက်တဲ့အခါကျတော့ဆရာတို့နဲ့တွေ့ရတယ်ဟိုအရင်ကျောင်းတွေတော့မှတော့အဲ့လိုမျိုးဆရာနဲ့မိဘနဲ့မတွေ့ရဘူးဒီကျောင်းရောက်တော့အခါကျတော့ဆရာနဲ့မိဘနဲ့ကိုတလားတစ်ချိန်တွေ့ရပါတယ်အဲ့လိုတွေ့ရတဲ့အခါကျတော့ကလေးရဲ့ပညာရေးအခြေအနေကိုလည်းကိုသိရတယ်ကိုယ့်ဘက်ကလည်းပဲ
ပြောချင်တဲ့စကားတွေကိုလည်းဆရာကိုပြန်ပြီးတော့ပြောရတယ်ပေါ့အဲ့ဒီအချိန်တုန်းကတော့ online မှာတော့နည်းနည်းအခက်အခဲရှိခဲ့ပါတယ် ပထမဆုံးစာမွေးစစ်ပြီးတော့တင်တဲ့ဆရာတွေကပို့ပြီးတော့အဲ့ချိန်တော့ exciting ပို့ဖြစ်တာပေါ့နော်ကျွန်တော်တို့ခံမှန်းတာက computer science ဆိုဘာသာမျိုးတွေ English ဘာသာမျိုးတွေမှာဆိုရင်သူ့ကိုကြားမယ်လို့ပဲသတ်မှတ်ထားတာဒါပေမဲ့ထူးဆန်းသွားတော့အောင်လာပေါ့လေ စာမွေးစစ်ပြီးတော့parent meeting ခေါ်တယ်ခေါ်တော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဆရာကြီးကအဓိကသမီးကိုကြားမယ်လို့ပဲထင်ထားခဲ့တာပေါ့နော်ကြားမယ်ပေါ့သူဒီဘာမှပြောရရင်လည်းနားမမလဲတာဒီသူတို့ရှင်းပြနေတဲ့ဟာတွေလည်းနားမမလဲတာဒီကလေးကကြားမယ်ဆိုပြီးတော့ထင်ထားခဲ့လို့တော့သမီးကိုနောက်ပိုင်းပြန်ပြောပြရဲပေါ့နော် ပထမဆုံးနေ့ဆိုရင်တော်တော်လေးမှတ်မိရ။သူကလည်းစာလုပ်ကိုကလည်းစာလုပ်အဲ့လိုမျိုးနေတယ်ဆိုတော့သူကတော်တော်လေးစာလုပ်တဲ့နေရာမှာတော့ပါတယ်ပေါ့နော်ပြီးတော့နောက်ပိုင်းပေါင်းနေပို့ပြီးတော့သတိထားမိတာသူကဟိုပေါ့နော်စာကိုအများနဲ့လုပ်ပြီးတော့ကိုယ့်လည်း self development ကိုအများနဲ့လုပ်နေတယ်သူတယောက်ကိုထင်ပါတယ် ညီမနည်းနည်းတော့စိုးရိမ်တာပေါ့နော်လူတစ်နဲ့တွေ့ရအောင်ပေါ့ဒါပေမဲ့တကယ်လေးပေါင်းလဲကြီးနည်းနည်းဆက်တွေ့ရပေါ့နော် conversation ကြတော့အဆင်ပြေရသူကလည်းဖော်ရွေးရပေါ့နော် math ကတော့အစားရဲကဒီကျောင်းမှာစတဲ့တရားအခြေခံနည်းနည်းလေးပါခဲ့ရ secondary 1တုန်းကလည်းဆရာဆိုတဲ့ပဲတင်တာဆိုတော့ဖြည်းဖြည်းအေးနဲ့ပဲတင်သွားတာဆိုတော့နားလဲလေလိုက်နိုင်တဲ့အချိန်မှာပါတယ်ပေါ့နော်အဲ့တော့ math မှာတော့အဲ့တော့ A ဒါ A စာတာမတူရခဲ့ဒါပေမဲ့ English ကတော့ဒါအစိုးဆုံးလို့ပြောရမယ်အထင်မှာပါတယ် speaking ရော listening ရောအဖက်ကပေါ့နော်ဒီ 4 skill အားလုံးကအားနဲ့ grammar လေးနည်းနည်းပဲကောင်းနေပါလို့ဆိုတော့ COVID တုန်းကဆရာတယောက်ကိုခေါ်တင်နေဆိုတာမျိုးလေအကြောင်းမို့လို့အခုလည်းအရင်ကောင်းတဲ့ချိန်မှာတော့မပါသေးဘူးဒါပေမဲ့စပြီးတော့မတက်ခင်တုန်းကအခြေအနေနဲ့ရှင်လို့ရှိရင်တော့အရင်ကို improve ဖြစ်လာခဲ့ရပေါ့နော်အဲ့တော့ environment ကြောင့်လည်းပါရဲ့ပြီးတော့တကယ်ချင်းတွေကလည်း English လိုပဲပြောတာဆိုတော့အဲ့မှာလည်းဒီ environment change တာလည်းပါရဲ့ သူကအခက်အခဲရှိခဲ့တယ်အဲ့တုန်းကဟိုစာလုပ်တဲ့အခါမှာ online ကနေပြီးတော့သူအခက်အခဲရှိတာတွေအများကြီးရှိခဲ့ပါတယ်အဲ့လိုအချိန်တုန်းကကြောင့်ကိုကလည်းနားမလည်ဘူးသူ့ဆရာဆရာမတွေကိုမေးကြည့်တော့လည်းပဲကိုနယ်မှာဆိုတော့သူဒီ online ရဲ့အကြောင်းကိုနားမလည်တော့မေးလို့မရဘူးပေါ့နော်အဲ့လိုမျိုးကြာတော့သူ့ဘာနဲ့သူပဲရှားဖွေပြီးတော့ပဲစူးစမ်းရတယ်ဆရာနဲ့တိုင်ပင်ပြီးတော့မှပဲဒီလို A level ရောက်တဲ့အထိစူးစမ်းသွားရတာ နောက်တစ်ခုကကြတော့အမြဲပေါ့နော်အဲ့လိုမျိုး Facebook တွေမှာ like ရှာရဲ post တွေ like ရှာရဲတင်းတန်းတွေဘယ်လိုတက်ရမလဲဆိုတာအမြဲရှာရဲအိမ်ကပြောမှဆိုရင်အဖေနဲ့အမေနဲ့အဲ့လောက်ကြီးဟိုကိုပေါ့နော်ကိုအဲ့လိုတင်းတန်းတွေရှာပေးရဘာလို့အဲ့လိုမျိုးလုပ်ပေးရမှာမပါဘူးသူတို့ကအလုပ်တွေရှုံနေရဆိုတော့ကိုကပဲတယောက်တည်းလုပ်ခဲ့ရတယ်ပေါ့နော်ငါဘာလေးတက်ရင်ကောင်းမလဲပေါ့တင်းတန်းတွေတက်ခဲ့ရအဓိကဒီ conversation club တွေပေါ့နော် free conversation club တွေ line ပေါ်မှာအများကြီးရှိရအဲ့ဟာတွေကို like join နေကိုမပြောတတ်ဘူးမပြောတတ်လဲရှောက်ပြောရဲပေါ့နော်အဲ့လိုလုံးရင်းနဲ့ပဲ improve ဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဟိုတငယ်ချင်းတွေကိုလည်းမင်းပိုင်းလုံးရင်းနဲ့ပဲ YouTube တွေစပြီးတော့တုံးတက်လာတယ်ဗီဒီယိုတွေရှာတက်လာတယ် Google ရေး website တွေအကုန်လုံးဟိုအနည်းဆုံးတော့ဝင်တက်ပြီးတော့လေ့လာတက်လာတယ်ပေါ့နော်အဲ့လိုလုံးရင်းနဲ့ပဲတိုးတက်ခဲ့လို့ထင်ပါတယ် ဆရာတွေကစုပြီးထိုင်ပြီးပင်ကလေးအကြောင်းလည်းပြောပြနေတယ်သူ့အကြောင်းလည်းပါလာတော့ကဲဟုတ်ပြီအဲ့ဒါဆိုရင်တော့အဲ့လိုတို့တွေကသူ့အမေကိုခေါ်ပြီးမေးကြည့်မယ်ဆိုပြီးတော့အမိဘကိုခေါ်ပြီးတော့မေးကြည့်တယ်ဒီကလေးကဘယ်လိုမျိုးအောင်ဘယ်လိုစူးစမ်းခဲ့လဲလုပ်ခဲ့လဲပေါ့နော်အဲ့ဒါကျွန်တော်သိချင်လို့ပေါ့လေမေးတဲ့အခါကျတော့သူ့သမီးရပေါ့လေနော်တို့မှာအိမ်အပေါ်တက်ရှိတယ်တဲ့အဲ့အပေါ်တက်မှာသူ့သမီးကအမှနေတယ်ပေါ့လေပထမဆုံးစပြီးတော့တက်တဲ့အချိန်2ပတ်လောက်ကတော့သူစာလုံးဝမလိုက်နိုင်ဘူးတဲ့တင်တိုင်းလည်းဘာမှမသိဘူးနားမလည်ဘူးပေါ့လေအဲ့ဒါသူငိုတယ်ပေါ့နော်2ပတ်လောက်ကသူငိုပြီးပဲငိုနေတယ်ပေါ့အဲ့ပင်ပန်းလို့ပေါ့ဒါပေမဲ့ဒီလိုပဲစူးစမ်းမယ်ဆိုပြီးတော့စုံမချက်ချပြီးသူလုပ်တဲ့အခါမှာသူ့ရဲ့အဲ့အိမ်အပေါ်တက်မှာပဲနေတယ်အပေါ်တက်ကနေအောက်ကိုမဆင်းတော့ဘူးပေါ့နော်ကျွန်တော်သိသလောက်ဆိုရင်အဲ့တုန်းက2လလောက်နေတော့2လလောက်ကိုသူကစိုက်မမတ်ဒီအိမ်ပေါ်တက်မှာနေပြီးတော့စာပဲလုပ်တာပေါ့နော်အဲ့ဒါကိုသူ့အမေကပြောသွား လက်လျှော့အရှုံးပေးခြင်းနဲ့အချိန်တွေကအများကြီးရှိတယ်။ပြီးတော့တက်ပြီးဆိုတာနဲ့စိတ်တင်ခြင်းတွေပေါ့နော်။ depression တွေဝင်ငိုတဲ့အချိန်တွေမျိုးတွေရှိတယ်။အဓိကကဒီ IGCSE တက်တုန်းကခက်ခဲတာမျိုးမဟုတ်ဘူး။ဒီ secondary 1မှာစတက်ခဲ့ရဘူး။ secondary 1ကပို့ပြီးတော့ခက်ခဲတယ်လို့ပြောအောင်ပေါ့နော်။စပြီးတော့တက်တဲ့အချိန်တွေဖြစ်တာကြောင့်လည်းဖြစ်တယ်ပေါ့နော် အခုဆိုသူနဲ့ကလေညီမလိုမျိုးပေါ့ရင်းနှီးနေတာတူတူနေတာရောတူတူစားတာရောအများနဲ့လုပ်ပြီးတော့လို့ကိုယ့် schedule တွေကလည်းအများကြီးတူနေတော့လေចောင်းတူတူတက်လဲလို့သူနဲ့တူတူသွားတယ်တူတူပြန်တယ်ဆိုတော့အိမ်မှာလိုပဲသူကစားရပြီးပဲထိုင်လုပ်တယ်တနေ့ကိုအဲ့လိုမျိုးတော့ဟုတ်ပါတယ် အခက်အခဲတွေကတော့ရှိရပေါ့နော်စာလုပ်တဲ့ဘိုင်းမှာဆိုပို့ပြီးတော့အခက်အခဲများတယ်ညီမကကြတော့ဒါသင်ချတော်တယ်သူကကြတော့ chemistry တော်တယ်ညီမကကြတော့ chemistry အားနေအဲ့တော့သူ့ကိုဆိုလို့ရှိရင် chemistry exam မတိုင်ခင်ဆိုသူနဲ့တူတူစာလုပ်ရတယ်ပြီးသူ့ကိုစာမေးရတယ်အဲ့လိုမျိုးတွေရှိရပေါ့နော် ဘယ်ဟာကကျွန်တော်တို့ကအတိမတ်ပြုတ်ရလဲဆိုတော့သူ့ရဲ့ဒီစ조사အားထုတ်မှုပေါ့နော် ဒီအကြောင်းကိုစပြီးဝင်လိုက်ပြီးဆိုတော့ challenge တွေတွေ့ရအခက်အခဲအများကြီးတွေ့ရတချို့ဆိုလို့ရှိရင်အခက်အခဲဒီလိုမျိုးကြာရှုံးမှုတွေတွေ့ပြီးဆိုတာနဲ့အဲ့လိုမျိုးလက်လျှော့လိုက်တာများရပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကညီမကိုဘာလို့အကြောင်းကိုဆက်တက်စီ
ခဲ့ရလဲဆိုလို့ရှိရင်အဓိကယုံကြည်မှုပေါ့နော်ဒီမှာတကယ်လို့ဒါဒီဟာပြီးသွားပြီဆိုရှင်ငါဘာဆက်ပြီးတော့ဖြစ်နိုင်လဲဆိုကိုယ့်ကိုမေးခွန်းနေမေးရဲငါတကယ်လို့ဒါကိုလက်လျှော့လိုက်ရင်ငါဘာဖြစ်နိုင်လဲငါရောဘယ်လိုမျိုးဘဝမျိုးပိုင်ဆိုင်ချင်တာလဲအဲ့လိုမျိုးကိုယ့်ကိုမေးခွန်းနေပြန်မေးကြည့်ရဲအဲ့လိုမျိုးလုပ်ရင်းနဲ့ကိုယ့်ကိုအားလဲပေးရပေါ့နော်တိုင်းမဲ့ကဘာလို့တော့မသိဘဲနဲ့ထက်လိုက်တာဒါပေမဲ့အဲ့ဒီဆရာဟို10တော့10ပေးရပေါ့နော်အမှတ်ပြည့်ပေးရပေါ့အဲ့တော့အရန်ဟိုအဲ့ညမှာသိရတာအဲ့ညကျတော့အရင်ပျော်ခဲ့ရဟာငါဒီတော့တောင်ရတာလားပေါ့နော်ပြောငါဒီဒါဆက်ပြီးတော့လုပ်လို့အခြေအနေကောင်းတယ်ပေါ့အဲ့လိုမျိုးခံစားမိရနောက်တစ်ခုကကျတော့အဲ့ဆရာမြတ်သူအောင်တို့ဆရာစုထက်တို့ပေါ့နော်သူတို့နှစ်ယောက်ကလည်းဒါအဆင်ပြေရဒီကိုလည်းအိမ်အခြေအနေဘယ်လိုလဲပေါ့နော်ဘယ်လိုရှိလဲပြီးတော့ဒီဘက်ဒါဘယ်ကနေလာတက်နေရမျိုးလဲအခက်အခဲရှိတာပါလားဆိုပြီးတော့လည်းမေးရပြီးတော့အမေနဲ့လည်းစကားပြောပြီးတော့အမေကလည်း parent meeting ပြီးရအရင်ဟိုပေါ့နော်သဘောကြီးကြပြီဒီเจ้าမှဒီเจ้าဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဆရာတို့လည်းအကုန်လုံးကျေးဇူးတင်တယ်အကြောင်းရောက်ခါမှလည်းသမီးတော်တော်လည်းပဲထူးထူးခြားခြားနဲ့တိုးတက်လာတယ်ပေါ့ထူးထူးချွန်ချွန်လည်းဖြစ်တယ်ဂုဏ်ယူရတယ်စဒီ concept ကို join နေရဟိုကိုပြောင်းလဲသွားရလို့ပြောအောင်လားပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အဓိကဒီကွန်ဆိုင်မှာရှိခဲ့တာလေ3နှစ်ကျော်4နှစ်နီးပါလေရှိပြီပေါ့နော်ဆရာမပေါင်းစုံနဲ့တွေ့ရရပေါ့နော်သူတို့ရှိရလေတင်ယူလေးလာခဲ့ရတယ်အများကြီးရှိရဲ့ဒီဆရာမရှိရတာဟိုဆရာမရှိရပါဆိုမတူဘူးပေါ့နော်အဲတခုမဟုတ်တခုတော့ဒါလေးလာခဲ့ရရဲ့ပြီးဆိုရှင်ဒီတငယ်ချင်းတွေတဲ့အမျိုးစုံပေါ့နော်ဒီတငယ်ချင်းတွေတွေ့တယ်ဒါတိခဲ့ရဲ့အဲ့လိုမျိုးအတိပေါင်းမျိုးစုံတွေတွေ့ခဲ့ရဲ့ပေါ့နော်ပြီးတော့ပြောမှဆိုရှင်ဒီခုနိုင်က struggle ပေါင်းမျိုးစုံကနေတယ်သင်ခန်းစာတွေလည်းရခဲ့ပေါ့နော်ဆိုတော့အဲ့ဒီအားလုံးပေါင်းရင်းနေညီမအထင်တော့ဒီ3နှစ်ကျော်4နှစ်လောက်ပြီးတော့ညီမတော်တော်ကြီးကိုတိုးတက်လာခဲ့ပေါ့နော်အဓိကညီမရဲ့ဒီ experience အရာပြောရမယ်ဆိုရင်ညီမတော့ကလည်းအရန် struggle ဖြစ်ရတဲ့အချိန်တွေရှိရပေါ့နော်စာရေးမရဘူးစာရေးတင်တာလည်းနားမလည်ဘူးအဲ့လိုမျိုးကြီးရှိရအဲ့တော့ဘာလို့လဲဆိုလို့ရှိရင်ဒီတိုင်းဆက်ပြီးတော့ပဲစူးစမ်းသွားတာပေါ့နော်အဓိကကတော့အရှုံးမပေးနဲ့ပေါ့နော်အဲ့ဒီအချိန်လေးကတကယ်ကိုအမှတ်တရလည်းဖြစ်တယ်ပြီးတော့အရှိဆက်ရှောက်ဖို့လည်းခွန်အားရရှိခဲ့တယ်နောက်တစ်ခုကတကယ်ချင်းနေအဲ့ဒီထဲမှာတော့2ယောက်ရှိရဲပေါ့နော်ကိုအခုက robotics တို့ computing ဆိုလို့ရှိရင်လည်းအဲ့လိုစာမရဘူးဆိုလို့ရှိရင်သူတို့ပဲအမြင်အားကိုးခဲ့ရတယ်ပေါ့နော်အဲ့တော့သူတို့သာမရှိဘူးဆိုလို့ရှိရင်ဒီနေရာထိရောက်သွားလေအရင်ကိုခက်ခဲလိမ့်မယ်လို့ပြောမှာပေါ့ result တွေထွက်တဲ့ခါကျတော့သူက PSN Excellence Award ရတာပေါ့နော် Excellence Award ရဖို့ဆိုတာဂုဏ်တို့5ပါးသားနဲ့အထက်ရမှာပေါ့နော် 5A's and above ရမှာဖြစ်တာပေါ့အဲ့တော့ तू ကပါလာတာပေါ့နော်ဟိုအဲ့ဒါကတကယ်တမ်းဆိုရင်ဒါတကယ်အမခံမယ်လေနော်ပြောချင်တာကတော့စတက်တဲ့အချိန်မှာ IG ဖြင်းတော့မှအမှတ်တွေကောင်းချိန်မှာကောင်းနိုင်မှာလို့ထင်ထားကျွန်တော်တယောက်က IG မှာ 5A's ပေါ့နော်ရအောင်ဖြင်းနိုင်ပြီဆိုတော့သူ့ရဲ့စူးစမ်းအားထုတ်မှုကိုအတိမတ်ပြုရမှာပေါ့ဒါကလည်းတကယ်အားကြောက်တဲ့အရာပေါ့သူများရဲ့အတွက်ဆိုတော့အဲ့ဒါလေးပါအဲ့တော့သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့နှစ်ခုကိုတွေ့တယ်အဲ့ဒါနဲ့ပဲဆက်ပြီးတော့သူစူးစမ်းနေတာရှိတယ် A level ဆက်တက်နေတယ်ပေါ့နော် A level ဆိုတာတကယ်တမ်းပြောရင်လူတိုင်းလုံနိုင်တဲ့အရာမဟုတ် A level ဆိုတာအဲ့ဒါတော့ဟိုကမ္ဘာပေါ်မှာ gold standard ရတဲ့စာမွေးအခက်ဆုံးစာမွေးတစ်ခုထဲမှာပါတယ်ပေါ့လေနော်အဲ့ဒါကိုလည်းအခုလက်ရှိစူးစမ်းပြီးလုပ်နေဆိုတော့အဲ့မှာလည်းကျွန်တော်ထင်တာထပ်ပြီးမြင်အောင်ပဲထင်ပါတယ်မြင်အောင်ပဲဆိုတော့လေဟိုစူးစမ်းတဲ့သူကတော့အောင်မြင်နေမှာပဲဆိုတော့သူ့ရဲ့ဇွဲလုံးလာဒီဝရိယပေါ့လေဒါတွေကတော့ကျွန်တော်အနေနဲ့တော့အတိမတ်ပြူတယ်အောင်မြင်မှုနဲ့ပတ်သက်ပြီးကျွန်တော်သုံးသပ်တဲ့ဟာတွေပေါ့နော်စူးပြီးဆိုရင်တမီးလေးပါရတဲ့လာသူကကျွန်တော်တို့ကအပယ်လည်းကသူ့ဆိုရင်ဆက်မပြေဘူးလို့ထင်တယ်ကျွန်တော်စားတယ်တော့တော့မရဘူးလေအဲ့တော့ဆက်လက်ဆိုကြတော့ပြတော့မပြီးတယ် For organizing our effort and presenting at this excellent award too. It is so honorable for me. So last but not least, to my fellow students, I think this is not the end of our life, and we have a lot of pathway to pursue in the future, and we're just getting started. So just choose your dream, follow your passion, and don't sacrifice your happiness too. So thank you so much, everyone, and for listening to this speech too. So thank you.